နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါတင်ဆက်ပေးချင်တာလေးကတော့ဆရာခတ်စော်ရေးသားထားတဲ့ဆယ်ကျော်သက်တစ်ယောက်ရဲ့လက်ကဝဲဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မြတ်တာရက်ခံပါရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ဆယ်ကျော်သက်တစ်ယောက်ရဲ့လက်ကဝဲအဲ့ဒီနေ့ကကျွန်တော်တငယ်ချင်းဖိုးဝလုံးဟာသူ့လက်ကဝက်ကိုသူဓာတ်နဲ့လှိဖြတ်လိုက်မယ်ဆိုတာကျွန်တော်လုံးဝမသိထားဘူးမနက်စောစောကလေးကဖိုးဝလုံးကျွန်တော်အိမ်ကိုသူ့ပြိုင်ပိန်းလေးနဲ့ရောက်လာပါတယ်သူ့ပုံစံကပျော့ပျော့ရွှ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 ွထုံးစံအတိုင်းမြို့ထဲကတင်းနစ်ကွင်းကိုကျွန်တော်တို့နှစ်ယောက်စပိန်တစ်ယောက်တစ်စီးစီနဲ့ထွက်လာလိုက်တယ်။တင်းနစ်ကွင်းအဝကိုရောက်တော့စောသိလို့ထင်ပါရဲ့လူတွေတယောက်မှမတွေ့ဘူး။ကျွန်တော်ကစပိန်ကိုတောက်ခတ်နေတော့ဖိုးဝလုံးကသူ့ရက်ကတ်ကိုထုတ်ပြီးနမ်းနေတာတွေ့တယ်။တကယ်စောတပွေကိုနမ်းနေတဲ့အတိုင်းကိုနမ်းနေတာ။မြို့မှာကဒီတင်းနစ်ကွင်းကတခုတည်းပဲရှိတယ်။တင်းနစ်ရိုက်တဲ့လူကတော့10ယောက်လောက်ရှိပါတယ်။ကျွန်တော်နဲ့ဖိုးဝလုံးကအငယ်ဆုံးပေါ့ဒီကောင်ကတင်းနစ်ကိုကျွန်တော်ထပ်ပိုယူတော့တယ်လို့ကျွန်တော်ထပ်လည်းပိုကျွမ်းကျင်ပါတယ်တင်းနစ်ရက်ကတ်ကိုနမ်းနေတဲ့သူ့ကိုကျွန်တော်ရက်ကြည့်နေမှန်းသိတော့ဒီကောင်ရှက်သွားတယ်ထင်တယ်ကျွန်တော်ဘက်ကိုလှည့်ပြီးဖိုးကျော်ငါဒီနေ့ငါမိတွေစီကပတ်စံ3000ခိုးလာတယ်ကွာလို့ခမ်းမြူးမြူးလေးပြောပါတယ်ပြီးတော့ကျွန်တော်တို့မြို့အစုံပိုင်းမှာဖွင့်ထားတဲ့တဲခိုကန်တစ်ခုကိုသွားကြမယ်လို့သူကပြောသေးတယ်တဲခိုကန်ဆိုပေမဲ့ပြည့်တစားတွေထားတယ်လေဖိုးဝလုံးရဲ့အသက်ကအခုမှ15နှစ်ဝင်ကစားရဲ့ကျွန်တော်ဆိုပူဆိုးတာပေါ့ကျွန်တော်ကသူ့ထက်တစ်နှစ်ငယ်တာဒါပေမဲ့ကျွန်တော်ရောဖိုးဝလုံးဟာပြည့်တစားအိမ်တွေကိုတော်တော်ရောက်ဖူးနေပြီဖိုးဝလုံးကပူဆိုးပါတယ်ကျွန်တော်ကသူ့ထက်စားရင်အကျဉ်းကြီးနဲတယ်ဆိုရမှာပဲဒါကြောင့်လာတော့မသိဘူးဒီကောင်ကိုကျွန်တော်တခါတလေမနာလို့ဖြစ်မိတယ်ဒါကလည်းကျွန်တော်တို့ကြားခင်မင်မှုကိုထိခိုက်လောက်အောင်ထီတော့မဟုတ်ဘူးရဲ့တင်းနစ်တပွဲကစားပြီးတော့ကျွန်တော်တို့ရေငတ်လာတယ်ဒီနေ့ဖိုးဝလုံးရဲ့တင်းနစ်ရိုက်ချက်တွေဟာတော်တော်ပြင်းထန်နေတယ်ဆိုတော့ကျွန်တော်ရောသူရောရှာထွက်ရောပေါ့ဗျာကျွန်တော်ရေဘူးတွေကရေကိုတယောက်တစ်ဝက်တောက်ပြီးဖိုးဝလုံးကကျွန်တော်ကိုမေးတယ်ဖိုးကျော်မိတွေးတွေဆိုတာစန္ဒာကြီးတို့လောက်တော့မကောင်းဘူးကွာမင်းသိလားကျွန်တော်ခေါင်းပဲညှိမ့်ပြလိုက်ပါတယ်ဖိုးဝလုံးမိတွေကဆီယာမဒေါ်ကေခိုင်းနဲ့သူကမိတွေနဲ့နေတာသူ့အဖေကလည်းအေးအေးဆေးဆေးပါပဲသူ့အမေဆုံးပြီးတဲ့နောက်ဖိုးဝလုံးတော်တော်ကြီးမှသူ့အဖေကဆီယာမဒေါ်ကေခိုင်ကိုလက်ထပ်တာဒေါ်ကေခိုင်ကအရက်ပူပူအသားဖြူဖြူနဲ့ကျွန်တော်တို့ရဲ့ကျူရှင်ဆီယာမအဟောင်းလေးဖိုးဝလုံးတို့အိမ်မှာသူ့ကိုဝိုင်းကျူရှင်ငှားပြီးကျွန်တော်တို့အတူတင်ခဲ့ကြတာနောက်တော့ဖိုးဝလုံးအဖေကိုပဲတစ်သက်လုံးကျူရှင်ပြလိုက်တော့တာပေါ့စန္ဒာကြီးတာငါမိတွေဖြစ်လိုက်ပါတော့ကွာဖိုးဝလုံးကထပ်ပြောပြန်တယ်ဟဲ့အောင်မင်းငရဲကြည့်မယ်ကွာကျွန်တော်ဒီလောက်ပဲပြောနိုင်ပါတယ်နေကပူပူနဲ့ဒီကောင်ယူးယူးနှမ်းနှမ်းတွေရှောက်ပြောနေတာစန္ဒာကြီးဆိုတာကခုနကဒီကောင်သွားမယ်ပြောတဲ့တဲကိုကန်ကဒီကောင်ဝင်နေကြပြည့်တစားမကြီးရဲ့နာမည်ပါအကောင်မကြီးကအသက်20ကျော်လောက်တော့ရှိရောပေါ့ဒီကောင်သူ့မိတွေနဲ့ပြဿနာရှိနေတာတော့ကျွန်တော်သိတယ်ဒါပေမဲ့လည်းသူ့မိတွေကသူ့ကိုချစ်ပုံရပါတယ်တခါတလေသူ့ကိုမုတ်တွေပါတွေလှုပ်ကြွေးတယ်ကစားကွင်းတွေလိုက်ပို့ပေးတယ်ရုပ်ရှင်တွေပါတွေလိုက်ပြတယ်ဒီကောင်လဲသူ့မိတွေကိုချစ်ပါတယ်စန္ဒာကြီးတို့စီရောက်ပြီးနောက်ပိုင်းဒီကောင်မိတွေကိုအမြင်မကြည့်တော့ဘူးဘာကြောင့်လဲဆိုတာကျွန်တော်လဲစဉ်းစားမရဘူးသူ့ဆီယာမလည်းဖြစ်ခဲ့ဘူးတဲ့သူ့မိတွေနဲ့သူ့ရဲ့ဆက်ဆံရေးကအဲ့ဒီပြည့်တစားခန်းတွေစီရောက်ပြီးမှလုံးဝပြောင်းလဲသွားတော့တာကျွန်တော်လဲနောက်ပိုင်းမှသတိထားမိတာပါသူ့မိတွေဟာစန္ဒာကြီးဖြစ်သွားရင်တိတ်ကောင်းမှာပဲလို့ဒီကောင်ခဏခဏညည်းတယ်ပြီးတော့အိမ်ကပတ်စံတွေအမြဲလိုခိုးလာတယ်တခါကဆိုဒီကောင်နဲ့ကျွန်တော်သူတို့အိမ်မှာအပြာကားခိုးကြည့်နေတော့သူ့အဖေနဲ့မိတွေရဲ့အိတ်ခမ်းကိုသူနာနာကြီးကြီးနဲ့ကြည့်ပြီးတရွေးနဲ့သွားထွေးတာတွေ့ဘူးတယ်ကျွန်တော်လဲဘာမှတော့မမေးဖြစ်ပါဘူးသူနဲ့ကျွန်တော်ကြားဆက်ဆံရေးမှာသူ့မိတွေကိစ္စတွေကအရေးမပါဘူးလေသူပတ်စံခိုးလိုက်ရင်ကျွန်တော်တို့ဟိုတဲကိုကန်ကိုသွားလိုက်တာပဲပြီးတော့အရက်ခိုးတောက်ရင်တောက်ဒါမှမဟုတ်စစ်တပ်ထဲကဗီဒီယိုရုံမှာအပြကားသွားကြည့်ခြင်းကြည့်တခါတလေလဲ
လားဖျားကြောင့်နောက်ဘက်တောတွေကရှမ်းကုန်းမီဝိုင်းတွေစီချိတ်ဦးလဲပေါ့အခုကနေရသည့်ကျောင်းပိတ်ရက်ကိုကျောင်းဖွင့်ရင်ဖိုးဝလုံးက10တန်းကျွန်တော်က9တန်းတက်ရမှာတင်းနစ်နှစ်ပွဲကစားပြီးတော့ဖိုးဝလုံးနဲ့ကျွန်တော်လက်ဖေးဆိုင်ခဏထိုင်နေဒီကောင်ကပေါက်စီကိုနှလုံးစင်စားပြီးကျွန်တော်ကိုပတ်စံရှင်းခိုင်းနေတဲကူကန်ရောက်ရင်ဟိုအခကိုသူ့ရှင်းမယ်တဲ့โอเคလေဒီလိုနဲ့ပဲကွန်တုံးတန်းတွေထိမရသိမရလောက်အောင်နန်းစော်နေတဲ့တဲကူကန်ကိုကျွန်တော်တို့ရောက်သွားပါတယ်စန္နာကြီးမအားဘူးဆိုတော့ဒီကောင်ကပူသေးသေးကောင်မလေးတယောက်နဲ့ဝင်တယ်ကျွန်တော်ကတော့စကားဝဲဝဲအသားမဲမဲကောင်မလေးတယောက်နဲ့ဝင်တယ်ကောင်မလေးလို့သာဆိုရမယ်ကျွန်တော်တို့ထက်အားလုံးကြီးပါတယ်ကျွန်တော်ကဖိုးဝလုံးကိုကွန်တုံးသုံးဖို့တတိပေးလိုက်သေးတယ်ဒီကောင်တစ်ခါကျိုးပြီးပြီအသက်15နှစ်နဲ့စစ်ဖလစ်ဖြစ်တယ်ဆိုတာတော်တော်ဆိုးတဲ့ကိစ္စပဲဗျသူဖြစ်တော့ကကျွန်တော်ဆိုညအိတ်လို့တော့မရဘူးကြောက်လို့လေပြည်တွေတတောက်တောက်ယိုနေရင်းနဲ့ဒီကောင်ကပစိုးကိုအုပ်ပြီးသူ့မိတွေနံမီအော်ပြီးချိန်ဆတော့တာပဲအမှန်ကစန္နာကြီးတို့ဘာတို့ကိုချိန်ဆရမှာကိုဗျာအပြင်ပြန်ရောက်တော့ဒီကောင်ကဖျားဘက်ကိုစပိန်နေရအောင်တဲ့စပိန်နေနေရင်နဲ့ဒီကောင်ကစန္နာကြီးကငါမိတွေလောက်မကောင်းဘူးကွာတဲ့အဲ့ဒီမိန်းမလည်းတစ္ဆပေါက်ပဲရုံမာတယ်တဲ့ငါမိတွေကငါအဖေကိုပဲတစ္ဆဖောက်တာစန္နာကြီးကလူတကာနဲ့ဖောက်ပြန်ထားတဲ့ကျွန်တော်ကိုလှမ်းပြောပါတယ်ခဏနေတော့ဖျားရှိမှစပိန်ရက်လိုက်ပြီးစုံလွတ်တဲ့သူတွေကိုသူနဲ့ကျွန်တော်ရက်ကြည့်နေတယ်ဖိုးဝလုံးကစကားထက်ဆတယ်ခုနကငါပြောတာမှားသွားပြီထင်တယ်တကယ်တော့ငါမိတွေကမကောင်းတာကွစန္နာကြီးကပတ်စံရလို့ဖောက်ပြန်တာသူမှန်တယ်တဲ့နောက်တော့ကျွန်တော်လဲသူ့ကိုအဲ့ဒီတုန်းကခက်စားနေတဲ့အစ်စ်အဖွဲရဲ့တခြင်းတွေအကြောင်းစကားလွှဲလိုက်တယ်နှုတ်မို့ဒီဦးကြောင်ကြောင်ကောင်ဟာသူ့မိတွေနဲ့စန္နာကြီးနာမည်နှလုံးကနေဒီတမနှလုံးကိုလုံးလည်နေမှလေကျွန်တော်တို့လမ်းခွဲတော့ဒီကောင်ကကျွန်တော်တို့အတန်းတွေကကျွန်တော်ကြိုက်နေတဲ့ကောင်မလေးနာမည်ကိုအော်ပြီးကျွန်တော်ကိုစသွားသေးတယ်ညနေဆောင်ကြတော့ဒီကောင်အိမ်ပြန်ရောက်လာတယ်အခန်းထဲမှာကျွန်တော်စာဖတ်နေတော့သူ့လက်ထဲဘောလုံးကြီးကင်လာတယ်ဗျဖျားကွင်းနဲ့ဘောလုံးသွားကန်ရအောင်တဲ့သူဝင်လာတာကိုကြည့်နေတဲ့မိမိကနောက်ကလိုက်လာပြီးဖိုးဝလုံးတို့အပြင်မထွက်ရဘူးဆိုတာမသိဘူးလားသားဆိုပြီးလာပြောပါတယ်ဟုတ်တယ်ဗျအဲ့ဒီတုန်းကကျွန်တော်တို့မြို့မှာဘာသာရေးအထီးကယုံတွေဖြစ်နေလို့မာရှယ်လောထုတ်ထားတာညနေ6နာရီဆိုရင်မထွက်ရတော့ဘူးအခုက9နာရီခွဲပြီကျွန်တော်ကဒီကောင်းကိုချော့မော့ပြန်ဖို့ပြောတော့သူကခက်ပြုံးပြုံးမယ်ငါမေ့သွားလို့ပါကွာတဲ့နောက်တနေ့မနက်မှာဖိုးဝလုံးဟာသူ့အခန်းထဲမှာသူ့လက်ကောက်ဝတ်ကိုသူခဲတံချွန်ဓာတ်နဲ့လှီးပြီးတက်တည်သွားတယ်သွေးစည်းတွေခဲပစ်နေတဲ့မှွေရကြီးပေါ်မှာဖိုးဝလုံးတင်နေတာကိုသူ့အဖေကအရင်စတွေ့တာဖိုးဝလုံးဘာလို့တက်တည်သွားလဲကျွန်တော်စဉ်းစားလို့မရဘူးအဲ့ဒီအကြောင်းစဉ်းစားတိုင်းစန္နာကြီးတို့ဒေါ်ကေခိုင်တို့ဘသူကမှဖိုးဝလုံးတက်တည်လောက်အောင်စိတ်ညစ်စေလဲကျွန်တော်ခွဲခြားမရဘူးစစ်ဖလစ်ယောဂလည်းထည့်စဉ်းစားရမှာပေါ့တကယ်အဲ့ဒီနေ့ကကျွန်တော်တငယ်ချင်းဖိုးဝလုံးဟာသူ့လက်ကောက်ဝတ်ကိုသူဓာတ်နဲ့လှီးပြတ်လိုက်မယ်ဆိုတာကျွန်တော်လုံးဝမသိထားပါဘူးခက်စောနှင်းစီဖြူမဂ္ဂဇင်း2016အခုဖတ်ပြခဲ့တာကတော့ဆရာခက်စောရေးသားထားတဲ့ဆယ်ကျော်သက်တစ်ယောက်ရဲ့လက်ကောက်ဝတ်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်တူတာယတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Box လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်